ကိုဝါနာပါရာလေးနဲ့ပဲတမွေးဝမ်းလှုပ်ရှင်တာပေါ့ရုံသားရွေးချက်ဖို့ကြလည်းအဆင်မပြေဘူးလေကိုယ့်ရဲ့မိသားစုကိုလည်းချက်ပြန်ကြည့်ရအောင်ဝင်းကြီးကကြသူတို့အထူးဆန်းလေးတွေဆိုပြီးတချို့ကလေးတွေဆိုရင်အကန့်မခံတာတော့အနာမနေရဲတာလို့အဲ့လိုတွေရှိတယ်ဟေးညီလေးနဲ့ညီမလေးဘာတွေဖြစ်နေကြရလဲစိတ်ညစ်နေကြပုံပဲ ဟုတ်တယ်အကိုကြီးတန်းတင်ဆောင်မိပွဲနီးလာတော့စာရီများပြီးစိတ်ဖိစီးနေတာညဘက်တွေဆိုဆောင်မိပွဲအကြောင်းတွေးပြီးစိုးရိမ်နေတာအဲ့လိုတော့မပြောဘူး ဒါဆိုစိတ်ဖိစီးနေကြတာပေါ့ဒါကလူတိုင်းအကြိမ်ကြိမ်ကြုံရတတ်တဲ့အရာပဲကွာဒါပေမဲ့ကျမတို့ရဲ့ Teen Talk ဆယ်တော်သက်စကားဝိုင်းကနေပြန်လည်ကြိုဆိုပါရစေ STD Sexually Transmitted Diseases ဆိုတာကလိင်မှတစ်ဆင့်ကူးစက်တဲ့ယောဂါတွေဖြစ်ပြီးတော့ ဒီခေါက်မှာတော့စိတ်လှုပ်ရှားစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ကိုယ့်ရဲ့